ဒါဆိုရင်ကျွန်တော်တို့ဒီဆိုတော့ညီလေးတယောက်မေးတော့ဒီ LED မီးလုံးကိုဘာလို့ resistor ထည့်ရလဲဆိုတဲ့အကြောင်းလေးကျွန်တော်တို့ဆွေးနွေးကြည့်အောင်နော်ဆွေးနွေးကြည့်အောင်ဆင်ပြလိုက်ပြီနော်ဒီညီလေးမေးတယ်လို့ပေါ့ LED မီးလုံးကိုဘာလို့ resistor ထည့်ရလဲဆိုတဲ့အကြောင်းကျွန်တော်ဆွေးနွေးကြည့်မယ်နော် LED မီးလုံးကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုလို့ရှိရင် LED မီးလုံးပေါ့ဘယ်ပစ္စည်းမဆိုလျှက်စစ်ပစ္စည်းဘယ်ပစ္စည်းမဆိုသူတို့မှမြန်မာလိုပြောရင်စားသုံးဘိုးလေးနဲ့စားသုံး ampere ဆိုတာရှိတယ်မြန်မာလိုခေါ်ရင်ပေါ့နော်လျှက်စစ်ပစ္စည်းတခု ampere ကြီးပဲကျွေးလို့လေအလုံးမလုပ်ဘူးဘိုးကြီးပဲကျွေးလို့လေအလုံးမလုပ်ဘူးဆိုတော့ကျွန်တော်ဘိုးရှိတယ်မိသားတိုင်းကြီးဘိုးရှိတယ်မီးမလင်းဘူးမိဖို့မပူဘူးအများကြီးကျွန်တော်ကြုံမှုတယ်ဗမာမျိုးဥပမာပြောရမယ်ဆိုရင်ကျွန်တော်အိမ်ရှင်မတွေမိမှုတိုင်ဟဲ့ငါမိဘူးကြီးကပူတော့ပူတယ်အဝတ်လည်းမပြန့်လက်နဲ့လည်းကင်လို့ရနွေးနွေးလေးကြုံမှုလားကြုံမှုတယ်ကြုံမှုရဘာဖြစ်လာလဲဘိုးလာပြီး ampere မလာတဲ့ပြဿနာနော်အလျှက်စစ်မှာအရန်ရှုပ်ထွေးတာဒါမှမသိသွားရင်အမြဲတမ်းပြောဖို့ကောင်းတယ်ဒီလျှက်စစ်ပညာရက်ကအဲတော့တင်းတဲ့လူလည်းရှားတယ်ကျွန်တော်တို့ဘယ်လိုပြောရမလဲတော်စိတ်ဝင်စားမှကလျှက်စစ်ပညာရက်ကိုလိုက်တာတော်များလျှက်စစ်ပညာရက်ကိုမလိုက်ဘူးဘာလို့မမြင်ရတဲ့ဟာကြီးတင်ရနားတွေကခက်တယ်အဲ့တော့နားပူပြီးပြေးသွားတာကြီးအများကြီးကျွန်တော်ကြုံဘူးပဲနောက်ထားတော့အဲ့တော့ဘိုးလည်းရှိရမယ် ampere လည်းရှိရမယ်အဲ့တော့မှလာတယ် watt ဆိုတဲ့စကားထွက်လာတာနော်ဒါကြောင့်မလို့လျှက်စစ်ပစ္စည်း watt ဘလောက်ပြောတယ်ပေါ့နော်ဟိုကောင်လေးဒါမဲ့မော်တာကြီးကျတော့ watt နဲ့မပြောတော့ဘူးမြင်းကောင်ကြီးနဲ့ပြန်ပြောတယ်ဒါတို့ air con တွေမှာဆိုရင်ဘယ်လိုခေါ်လဲမြင်းကောင်ကြီးနဲ့ခေါ်တယ်တကောင်ဝဲနှစ်ကောင်မြင်းကောင်ရင်ဘလောက်လဲတိတ်ကြီးဝမ်းမြင်းကောင်ရင်မခေါ်တော့ကီလိုဝမ်းနဲ့ဖြစ်သွားတချို့ကျွန်တော်ဆန်ဆက်တွေကြောက်ခွဲဆက်တွေအင်ဗာရိုက်သွားဆင်လို့ရှိရင်မော်တာကြီးကြီးလို့ရှိရင်ကီလို80လို့ပါလို့အဲ့လိုကြီးဖြစ်သွားနော်အဲ့တော့မြင်းကောင်ရင်မပြောတော့ပြန်ကီလိုပြန်ဖြစ်သွားဒါတော့ဘူးစားအနေနဲ့ပေါ့အဲ့တော့ကျွန်တော်တို့ LED မှာလည်းသူ့ရဲ့စားသုံးဘိုးလေးနဲ့စားသုံးတဲ့ ampere ဆိုတာရှိတယ်အဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုရင် voltage forward နဲ့ voltage ampere ဆိုပြီးတော့နော် voltage ampere ပေါ့နော် IF ပေါ့sorry ampere forward နဲ့ voltage forward နဲ့ဆိုပြီးတော့နှစ်မျိုးခေါ်တယ် VF နဲ့ IF နဲ့ IF ဆိုတာ ampere forward VF ဆိုတာ voltage forward အဲ့တော့အတူကောင်းအနေနဲ့ကျွန်တော်တို့က LED တစ်လုံးတူးဖို့ forward ရှိရပါတော့နောက်တစ်ခုရှိရနီးပညာစကား diode effect လို့လည်းခေါ်တယ် diode effect လည်းမှတ်ထားလိုက်နော် diode effect ပေါ့အဲ့တော့ LED မီးလုံးလေးတစ်လုံးလင်းသွားတဲ့အကြောင်းအရာ diode effect ကြောင့် diode effect အဲ့တော့ diode effect ဖြစ်လို့ရှိရင်သူကကျွန်တော်တို့ဘိုးတွေတွင်းလိုက်တယ်ဆိုလို့ရှိရင်လျှက်စစ်ပစ္စည်းတွေဘိုးတွေကိုစားပလိုက်တာအဲ့ဒီစားပလိုက်တဲ့ဘိုးတွေကိုကျွန်တော် LED မီးလုံးတစ်လုံးပါဆိုရင်တန်းမြခြင်းပေါ့နော်တူးဖို့ရှိတယ်လို့ခေါ်တယ်အယောင်မတူရင်ဘိုးတွေမတူဘူးအဲ့ဒါကိုကျွန်တော်တတ်ထိုက်ရှင်းပြပြီနော်ထိုက်လိုက်ရေးပြမယ်အနည်းဆုံးကကျွန်တော်တူးဖို့ရှိတယ်လို့တတ်မှတ်ထားလိုက်မယ်ဟုတ်ပြီ10 mA 10 mA ဆိုတာဘာကိုပြောတာလဲဆိုရှင်ကျွန်တော်လျှက်စစ်ပစ္စည်းမှာ1 ampere မှာ1 amp မှာဘယ်လောက်ရှိလဲဆိုရင်1000 mA ရှိတယ်electronic ပစ္စည်းမှာတော့တေးလေးတွေပဲစားကြတာเนาะampere နဲ့တေးလေးတွေပဲအများကြီးစားတာမရှိဘူးเนาะ1000အဲ့တော့10 mA ဆိုတာ 0.01A ဘယ်လိုလုပ်တာလဲဆိုလို့ရှိရင်10 mA ကို1000နဲ့မြှောက်လိုက်တာပေါ့เนาะ sorry စားလိုက်တာပေါ့เนาะစားလိုက်တော့မှ 0.01A ရသွားတယ်အဲ့ဒီမှာကျွန်တော်တို့ကကြားသွားတယ်ဆိုတော့ကျွန်တော်ပုတ်စာထွက်လာပြီကျွန်တော်တို့က LED မီးလုံးတစ်လုံးကိုမကျွန်းလွှမ်းအောင် resistance ခံနေတယ်ဆိုတော့ဘာလို့လိုချင်တာလဲခုခံမှုလိုချင်တာအဲ့ဒီခုခံမှုကဘာလဲဆိုကျွန်တော်တို့က resistance ကိုဘယ်ရရမလဲဆိုရင် resistor ကနေရเนาะ resistance ခုခံမှုကိုလိုချင်တယ်ဘယ်ကနေ resistance ရနိုင်မလဲ resistor မှနေရမှာเนาะအဲ့တော့ resistance ကိုလိုချင်တဲ့အတွက် R မသိဘူးR တော့မသိဘူးလေဘယ်လောက်ထည့်ရမှန်းမသိအဲ့တော့ V တိလား V တိပြီလားဆိုရင်ကျွန်တော်တို့ဘိုးတွေကအခု9ဘိုးဘယ်လောက်ထည့်လဲ9ဘိုးထည့်လိုက် ampere တိလား ampere ကျွန်တော်တို့10 mA ဆိုပြီးဒါကိုတတ်မှတ်တာ10 mA နဲ့ထားလို့ရှိရင်ကျွန်တော် LED မီးလုံးတွေကဒီမှာဒါ10 mA နဲ့တင်10 mA အခုဒီမှာမီးလုံးလေးလင်းနေ10 mA ဘာလို့10နဲ့ထားရလဲဆို10ထက်များလို့ရှိရင်တက်တန်းတူတယ်အဲ့ဒီမီးလုံးတွေကတူတယ်9နှစ်လောက်သွားအောင်ဒီကောင်လေးကျွန်တော်တို့iPhone 6ကတည်းကပုံကြီးဆိုးစုပ်ပြတ်တတ်တော့မီးရလင်းနေတော့ဒါပေမဲ့ကြိုးဆောင်လေးလင်းနေတာပေါ့နော်ဒါစကိပြတ်သွားတာမီးလုံးကမပြတ်သေးဘူးအဲ့လိုမျိုးကျွန်တော်10 ampere လောက်နဲ့ခံပြီးထားလို့ရှိရင်ကြာခံတယ်ကျွန်တော်တို့အရေးကြီးတဲ့ပစ္စည်းတွေဆိုအကြာကြီးပေါ့အနှစ်340လောက်ထားမဲ့လမ်းကြောင်းတွေမှာဆိုရှင်တော့1 mA နဲ့တွက်မီးလုံးလေးကလင်းနေဆိုရင်လေးပဲဒါပဲမီးလုံးလင်းတာဘာလို့မီးလုံးလင်းတာလဲဘာလို့ဒီမီးလုံးလင်းစေခြင်းရလဲဆိုကျွန်တော်တို့ကအကြောင်းချင်းဟာဒီစကိအလုပ်လုပ်လားမလုပ်လားသိချင်လို့ပဲတခြားဘာအကြောင်းရမှမရှိဘူးဥပမာကျွန်တော် TV ဖွင့်လိုက်တယ်TV ပွင့်လာတယ်နော် TV ပွင့်လာတယ်
TV ကလင်းနေလားမလင်းဘူးလားဟောလင်းနေဆိုတာအလုပ်လုပ်မလားဗောတော့တီယိုရဲ့ရှင်းရှင်းလေးတကယ်လို့မလင်းတော့ဘူးဆိုဟာငါ TV ဖွင့်တာဘာမှလည်းမလာဘူးဒါဘာဖြစ်တာလဲအလုပ်မလုပ်ဘူးဗောကျွန်တော်လည်းဒီလိုပဲ circuit တွေအလုပ်လုပ်တာမလုပ်လဲသိချင်လို့မီးထွန်းပြတာဘာမှမဟုတ်เนาะဒီသဘောတရားเนาะအဲ့တော့ကျွန်တော်တို့သူ့ကိုတတ်မှတ်လိုက်တယ်အဲ့တော့ resistance လိုချင်တယ်ဆိုတော့ကျွန်တော်ဘာပုတ်စာကိုသုံးလဲဆိုရင်ထုံးစံတိုင်းကျွန်တော်တို့ also ဖြစ်တယ် R is equal to V by I ကိုသုံးတယ် V by I ကိုသုံးတယ်မှန်တယ်ဒါပေမဲ့ဒီမှာကျတော့ဘာတွေပါနေလဲဆိုတော့ forward voltage တွေပါတယ်နော် forward ampere တွေပါတယ်ပြီးလို့ရှိရင်ပေးသွင်းတဲ့ voltage တွေပါတယ် also တက်မပြီးဘူးဒါကြောင့်မလို့ကျွန်တော်တို့ကပေးသွင်း voltage ကိုထည့်တယ်ပေးသွင်း voltage တွေကမှာနော် LED ရဲ့ resistance ကို LED ရဲ့ voltage ကိုပြန်နှုတ်တယ်ရတဲ့အဖြေမှာ10 milliamp နဲ့တက်စားလိုက်ရင်ခုခံရမယ့် resistor ရဲ့တန်ဖိုးကိုရပါနော်တွက်ကြည့်အောင်နော်ဒီနားလေးမှာကျွန်တော်တွက်ကြည့်လိုက်မယ်အဲ့တော့ R ဘိုးလေးအစားထိုးမယ်ကျွန်တော်12ဘိုးနဲ့ထည့်လိုက်မယ်နော်12ဘိုးအနှုံး2ဘိုး 0.01 0.01 ထောင်ရအောင်တထောင်ကဘယ်လောက်အုံလဲ 1k အုံလို့ရနော်အဲ 1k အုံဆိုရအခု9ဘိုးဆိုရင်တော့ resistance ကိုနည်းမှာပေါ့နော်ဒါပေမဲ့ 1k လောက်ထည့်ရပါတယ်အဓိကတော့ current limit resistor ပေါ့နော်သူ့ရဲ့တာဝန်ဒီဘာလို့တာလဲ current limit resistor current ကို limit မလုပ်ထားဘူးဆိုရင် LED မီတော့ဖုံးဆိုကျွန်းသွားတယ်စောစောကျွန်တော်လုပ်ပြဆိုကျွန်းသွားမှာเนาะအဲ့ဒါဒါကို current limit resistor လို့ခေါ်ပါတယ်เนาะရပြီเนาะ LED မီတော့လေးရပြီကျွန်တော်တို့နောက်ထပ်တစ်ခုလုပ်ကြည့်အောင်เนาะအခုလုပ်ကြည့်ရဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ volume control သုံးတယ်เนาะဒီခါ LED မီတော့မဖြုတ်ဘူးဘာမှမလုပ်ဒီတိုင်းသုံးเนาะမဖြုတ်ဘဲနဲ့ဒီမှာ volume control ကိုပြန်တက်လိုက်မယ် volume control ပြန်တက်လိုက်မယ် volume control ပြန်တက်လိုက်မယ်เนาะ LED မီတော့ကျွန်တော်တက်ထားတယ်တက်ထားပြီးတော့ volume control ယူလာတယ် volume control ရဲ့နံပါတ်3ကိုကျွန်တော်ပထမတိုင်းဘာလုပ်လဲအပေါင်းထည့်လိုက်မယ်အပေါင်းထည့်လိုက်မယ်ဒါဆိုရင်နံပါတ်2ကိုဘာလုပ်မလဲကျွန်တော်တို့အနှုတ်ထည့်လိုက်မယ်နှုတ်ထည့်လိုက်မယ်ပြီးတော့မှအဲ့အလဲက signal ကောင်ကိုဘယ်ကိုပို့မလဲဆိုရင်ကျွန်တော်တို့အဲ့ဒီ resistor ထိပ်ကိုပို့လိုက်မယ်အဲ့ဒါကြောင့်ကျွန်တော်ဘာထူးခြားချက်ဖြစ်လာမလဲဆိုပြီးကြည့်ကြရအောင်နော် simulation မောင်းလိုက်မယ်ဘာထူးခြားချက်ဖြစ်လာလဲကြည့်လိုက်ဖြည်းဖြည်းချင်းလင်းသွားမယ်ဖြည်းဖြည်းမှီတော့အဲ့ဒါလေးရတယ်နော်ဆော့ဆော့လို့မီလိုဖတ်ဆိုလင်းလာပြီမဟုတ်တော့ကျွန်တော်ဒီမှာတော့သိကြည့်လို့မကောင်းဘူးအပြင်မှာတော့ကြည့်လို့ကောင်းပြင်မှာကြည့်လို့ကောင်းတယ်ဒီနားလေးပဲကစားလို့ရတယ်နော်ကျွန်တော်တို့စမ်းကြည့်ရအောင်နော်ပိန်လိုက်လင်းလိုက်မိန်လိုက်လင်းလိုက်ဖြစ်မယ်